အခုကဒီအပိုက်လေးရကြတော့ part 2လေးပေါ့နော် part 2ပါ apple လေးရဲ့ part 2ပေါ့နော်ဒီဟာလေးကတ်တဲ့အကြောင်းလေး part 2ပါအဲ့ဆိုရင် alcohol ဘက်ကပြီးသွားပြီပေါ့နော်သူ့ကိုလေးလေးနဲ့ပုတ်ပြီးပေါ့နော်ပြီးတော့သူ6သွားလိမ့်မယ်အခေါ်ကစာလေးကတော့နေ6ချင်းလားအဲ့ဆိုရင်6သွားတဲ့အချိန်ကြာလို့ရှိရင်ဘာလို့ရမလဲကားတာတော့ကျေchoose the right side that fit your nails peel off the protective တင်းလို့ခေါ်တော့အင်္ဂလိပ်လိုလည်းအဲ့လိုမတတ်ဘူးလေကိုက film of the gel နေတယ်မပြောတော့ဒါမဲ့ဒီကအင်္ဂလိပ်လိုတက်ဒါမဲ့ဒီကတော့ perfect ကြီးတော့မတက်ဘူးအဲ့လိုလေးဟိုတစ်ခါတော့မှလဲအန်အောင်ဘလို့ခေါ်လဲတော့အဲ့လိုမျိုးကိမှာဒီ3ခုပဲရှိတော့ရပေါ့နော်ဒီဘူး2500လောက်စီးကြည့်ရအဲ့တော့ကိမှာဒါလေးဖယ်လိုက်မယ်ပေါ့နော်ရှင်ပြဘယ်လိုကြိုက်လဲကင်မရာကောင်းတာပူကြိုက်တယ်လေးရောကင်မရာပူကောင်းတယ်ခင်ဗျာပါမယ်ပေါ့နော်ပါမယ်ကင်မရာပူကောင်းတယ်စက်ကုန်တယ်ခောက်သွားရောမခောက်ဟာလားဒီမှာသူကမခောက်တိတ်တော့တာမျိုးခင်ဗျာသူကစက်ကုန်တယ်ပြောလို့ရှိရင်တော့ကိုယ့်ရဲ့လက်သေးနဲ့300လို့ရှိတယ်ဒီမှာခွာထားတဲ့ဟာလေးမဖြစ်ပါနဲ့နော်မခွာထားတဲ့ဟာလေးကိုလက်ပေါ်မှာဒီလိုလေးတင်ရှိတယ်တရားတဲ့အရှင်ပြဒီလိုလုပ်လေငွေလွှဲမယ်ဆိုရင်တော့လွှဲထားတယ်ဒါပေမဲ့မတက်ပြန်ဆိုရင်ရမှာရှိတယ်မရရင်တော့ပတ်ပါတယ်အဲ့ဒါဆိုရင်တော့လက်တန်းထက်ကြီးနေတဲ့အတူဖြတ်ထုတ်ပြမယ်ပေါ့နော်ရတယ်ပြီးရင်ကီကေတို့မလားဖြတ်တန်း50ရှိတယ်အဲ့ဒါလေးလိုက်စီနော်ရတယ်ရှင်ပြရတယ်ရှင်ပြသူရှိတဲ့ဟာကိုလွှဲထားမယ်ဆိုတော့ပြောပြီးတော့တော့ပြောပြီးတော့ဟုတ်အခုဆက်တဲ့နံပါတ်ပဲကြည့်ပါတော့ဒီမှာဒီရတယ်ရှင်ပြကလွှဲပြီးလဲဆက်ပြီးတော့ဒီပါလားပြီးသွားလို့ရှိရင်တော့ခွာထားတဲ့ဟာလေးကိုပြန်ကတ်မယ်ပြီးသွားလို့ရှိရင်တော့ကေပြောတဲ့အဲ့ plastic ဒီ plastic လေးကိုအဲ့ပြန်အုပ်လိုက်မယ်ပေါ့နော်ဒီမှာဟိုဟာကြီးကန်နေညှက်ထားတဲ့ဟာကြီးအဲ့ဒါဆိုရင်